X past situation ကကို့အကြောင်းတွေးနေသိလားဆိုတာကို Therapical reading လေးလုပ်ပေးထားပါတယ်ဗီဒီယိုလေးကို pause လုပ်ပြီးတော့ပိုင်းလေးယူပေးပါရှင်ပိုင်ဝမ်းလေးတွေမင်္ဂလာပါပိုင်ဝမ်းလေးတွေရဲ့တစ်ဖက်လူကပိုင်ဝမ်းလေးတွေရဲ့အကြောင်းကိုမကြာခဏဆိုသလိုသတိရနေတတ်ပါတယ်ဒါပေမဲ့သူကအဲ့အတွေးတွေဝင်လာတဲ့အချိန်တိုင်းသူကတွန်းထုတ်ဖို့စူးစမ်းနေတာမျိုးလေးမြင်ရတယ်ကိုယ့်ကိုသတိရနေပေမဲ့မြောက်သားเจ้าမှာရှိတဲ့ကိစ္စတွေကြောင့်မဖြစ်နိုင်တော့ဘူးသူ့ကိုသူမန်တင်းထားရမယ်သူ့ဘက်ကနေပြီးတော့အကာအကွယ်တိုင်းတွေခြားထားတတ်ပါတယ်လက်ရှိအချိန်ဒီမှာကိုယ့်ဘက်ကသာပြန်ဆက်သွယ်မယ်ဆိုရင်တော့မှသူကနည်းနည်း defensive ဖြစ်ပြီးတော့ခုခံတဲ့ပုံစံမျိုးလေးပြနိုင်တယ်ကို့အကြောင်းကိုတွေးတော့တွေးရဒါပေမဲ့အဲ့အတွေးကိုသူကလေတိုက်ပွဲတစ်ခုလိုသဘောထားပြီးတော့မတွေးမိအောင်အနိုင်ယူဖို့ကြိုးစားနေတာမျိုးလေးကိုတွေ့ရပါပိုင်တူးလေးတွေမင်္ဂလာပါပိုင်တူးလေးတွေရဲ့တစ်ဖက်လူကလေကို့အကြောင်းကိုတော်တော်လေးကိုတွေးနေရဲ့ဒါပေမဲ့ပျော်စရာအတွေးတွေထပ်ပေါ်တော့ဝမ်းနည်းစရာအတွေးလေးတွေကပိုများတယ်ငါဘာလို့အဲ့လိုလုပ်ခဲ့မိရပါလဲ